ဒီနေ့ကျွန်တော် KK Frozen Seafood Page ကနေပြီးတော့ Salmon Sashimi စာဘာကင်နဲ့ငါးရေခွန်ကြော်လေးတွေလက်ဆောင်ပို့ပေးလိုက်တယ်ပေါ့နော်ဒီဆိုင်လေးအခုလောက်ထိရောင်းအောင်မကောင်းခင်ကလေးကကျွန်တော်လက်ဆောင်တွေခဏပို့ပေးတာပေါ့နော်အခုဆိုရင်တော့လူကြိုက်များပြီးတော့မှအရန်လေးရောင်းနေရပါပြီဆိုင်ရှင်တွေရဲ့စေတနာနဲ့ quality ဦးစားပေးမှုတွေကြောင့်ဖြစ်မဲ့ထင်ပါတယ်သူရဲ့တန်ရှင်းလက်ဆက်မှုတွေကဘယ်လောက်ထိကောင်းတယ်လဲဆိုရင်ဒီ page မှာဗာတင်နေကျွန်တော်ကတော့အရန်စားချင်နေတဲ့စိတ်ဖြစ်နေတော့တာပါပဲခင်ဗျာဒီများတွေက wasabi မကြိုက်ဘူးလေကျွန်တော်အရန်ကြိုက်လို့ကျွန်တော်ဒီလဲsabarအားလုံးမုံလာချင်းပဲလေးပါဒီရွာကိုချွတ်ချင်းလေးရန်ကောင်းရန်လိုက်AC ဆက်ဆွဲလိုက်ပါဦးမယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးရဲ့အဆုံးမှာ page လေးပြထားပေးမယ်နော်